မင်္ဂလာပါရှင်လုံးတော်ခုနေယုံကြည်ချင်ပါလေစစ်စစ်တော့ဘယ်တော့ပြောင်းလဲနေတော့ဒီနေ့ကစမ်းချောကစမဝမယုံရင်မို့ဝေးရမဆိုတဲ့ပြေစမို့ချစ်ရမေယုံကြည်စေခြင်းနဲ့ရွှေရင်ကိုပူစေတဲ့အတွေ့အများလေးကိုပဲထိုင်နေသောချစ်တို့နဲ့ဒီလူကမလို့ပဲမင်းနာမှာတစ်သလုံးရှိခြင်းနဲ့အန်ရဲ့လေးမလို့တော့ပါချစ်သူရဲ့အောင်ပါအဲ့ဒီအင်းလုံးတွေပြေဆုံးသွားရင်ကိုစီတော့နာနာခဏအောင်တွေ့အာအင်ယာဒီဘာလို့ဆုံးဒီ